ကျမ်းမာတန်ဆွမ်းနေလျက်နဲ့ကိုအသက်16နှစ်အရွယ်အထိစွန့်အားနားမကြားခြေလက်မတန်ဆွမ်းသူတယောက်လိုဟန်ဆောင်နေခဲ့တဲ့မင်းသားတစ်ပါးအကြောင်းမနှလောက်မင်းရောင်ကြည့်လိုက်ပါရှင်တော်တော်လေးလောကခက်မဲ့ကိစ္စပဲဗျာဟုတ်တယ်နော်ပိုပြီးအံ့ဩစရာကောက်တာကသူ့ရဲ့ရည်ရွယ်ချက်ကတိုင်းပြည်အုပ်ချုပ်ရမယ်ဘရင်မဖြစ်ချင်လို့ရရှင်ယူသွတ်တဲ့လူတောင်ထင်ရလောက်တလို့ရမျိုးနော်ဒါပေမဲ့ဒါတမိုင်းဝင်ကတမပေါ်တော့ဖြစ်မလာခင်အတိတ်ဘဝပေါင်းများစွာကလေးကကြိုတင်တိဆောက်ခဲ့ရတဲ့အခြေခံအုံးမြစ်တွေအကြောင်းဖြစ်နေတယ်ဗျာဟုတ်ကဲ့အဲ့ဒီဇက်တော်ကြီးဆယ်ဘွဲ့ထက်ကအဖြစ်တဲ့တစ်ခုပေါ့မှန်ပါတယ်ဗျာဒီနေ့ကျွန်တော်တို့လေ့လာမယ့်အကြောင်းအရာကကမ္ဘာပေါ်မှာလူပေါင်းများစွာကိုယ်ဝင်ယုံကြည်ကြတဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ကြီးကျယ်ခမ်းနားလာတဲ့ဘဝခရီးစဉ်အကြောင်းပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဆွေးနွေးမယ့်အရေးမြစ်တွေကဘာတွေဖြစ်မလဲရှင်ကျွန်တော်တို့တမိုင်းဝင်မဟာဗုဒ္ဓဝင်ကျမ်းစာရီဇတ်တော်ကြီးတွေကနေစပြီးနီဘောနိုင်ငံလူမီနီမှာဒူးဖော်တွေ့ရှိခဲ့တဲ့ခေတ်သစ်ရှေးဟောင်းသုတေသနဆိုင်ရာ Smithsonian Magazine ဆောင်းပါအချက်လက်တွေအထိအားလုံးကိုခြုံငုံပြီးတေချာလေးဆွေးနွေးသွားကြမှာပါဒီနေရာမှာကျမတို့အဓိကသွားခြင်းရဲ့ပန်းနိုင်တစ်ခုရှိတယ်လေတနာယီဆန်ဆန်အတိတ်ဘဝဇတ်တော်တွေလူသားတယောက်ရဲ့အနက်ရှိုင်းဆုံးစိတ်ပိုင်းဆိုင်ရာအောင်ပွဲတွေနဲ့မြေပြင်ကနေဒူးဖော်ရရှိတဲ့သမိုင်းတွေအထောက်ထားတွေဟာဘလို့များအချိတ်အဆက်မိမိပုံဖော်ထားလဲဆိုတာကိုလေ့လာကြည့်ဖို့ပဲဖြစ်ပါတယ်ဒါပေါ့ဗျာတကယ်ကိုစိတ်ဝင်စားစရာခရီးစဉ်တစ်ခုဖြစ်လာမှာပါဒါဆိုရင်အစောကပြောခဲ့တဲ့တေမီယာမင်းသားဇာတ်လမ်းကိုပဲပြန်ကောက်အောင်ရှင်ဒီဇတ်တော်ကနေခမလို့ခေါ်တဲ့တောက်ထွက်ခြင်းဒါမှမဟုတ်ဆွန့်လွတ်ခြင်းပါရမီကိုပြဆိုတာလို့မှတ်တမ်းတွေကဆိုတယ်လေဒီဆွန့်လွတ်ခြင်းဆိုတာကတာမန်ပစ္စည်းဥစ္စာဆွန့်လွတ်တာမျိုးထက်အများကြီးပိုနဲ့နေတယ်ဗျာဘလို့မျိုးနဲ့နေတာလဲရှင်ပြောရရင်တေမီယာမင်းသားဟာသူ့ခမီးတော်ဖယင်းကြီးကသူခိုးထားပြတဲ့ကိုတေရန်ပြေတာကိုမြင်ထွားတာဘယင်ဖြစ်ရင်ဒီလိုမကောင်းတဲ့ကံတွေကျူးလွန်ရလိမ့်မယ်ဆိုတဲ့အသည့်နဲ့ထီနန်းကိုညင်းပေကိုဆုံးဖြတ်ခဲ့တာပါပဲ။အိုးအဲ့ဒီအတရုံမို့လို့ဟန်ဆောင်နေခဲ့တာပေါ့။ဟုတ်တယ်ဗျာ။ဘယင်ကြီးကလည်းဒီလိုချိုယွင်းနေတဲ့သားတော်ကိုနမ်းမွေမပေးခြင်းဘူးလေ။အဲ့လီတော့ရထားထင်းကိုခေါ်ပြီးတူးတန်းမှာတွားမြုပ်ခိုင်းရဲ့အထီကိုအစွန်းရုပ်စမ်းတက်ခိုင်းခဲ့ရတယ်။တကယ်မြုပ်ဖို့လို့တာလား။လို့တာပေါ့။ရထားထင်းကအမေချင်းတူးရတဲ့အချိန်ကြာမှမင်းသားလေးကသူ့ရဲ့ခွန်အားတွေကိုပြသပြီးရထားလုံးကြီးကိုအပေါ်မြောက်ချီလိုက်တာဗျာတိကရုပ်ရှင်တွေကလေချင်းကြီးကာလာဇက်ဝင်ကန်းနေလို့ပဲနော်ခွန်အားတွေအပေးရှိနေလျက်နဲ့မြို့သိထားတာအတိကြပဲပြီးတော့မှတောတဲ့ကိုဝင်ပြီးယတိဝတ်သွားခဲ့တယ်လောကီစီစဉ်တွေကိုစွန့်လွတ်ဖို့ဘလောက်အထိခိုင်မာတဲ့စိတ်ကနဲ့ခန္ဓာရင်မျိုးရှိရတယ်လေဆိုတာကိုတက်တည်ပြလိုက်တာပါပဲဟုတ်လေကျမစိတ်ထဲမှာဝင်လာတဲ့မေခွန်းတစ်ခုကဘာလို့ဒီလောက်တောင်အချိန်ယူပြီးဘဝပေါင်းများစွာလေ့ကျင့်နေရတာလေဆိုတာပဲရှင်ဒါတော်တော်လေးစဉ်းစားစရာကောင်းတဲ့အချက်ဗျာနောက်ထပ်ဇက်တော်တစ်ခုဖြစ်ခဲ့မဟာဇနကမင်းသားအကြောင်းကိုပဲကြည့်အောင်လေပင်လယ်ထဲမှာတင်ပေါ်ပြတ်တော်မယ်ဆိုတာသိတာနဲ့ကြောက်လန့်မနေပဲအစားအစာတွေကိုအဝါစားတယ်ဟုတ်တယ်ပြီးတော့တမှုတရားထဲမှာ9ရက်တိုင်တိုင်ဇွဲမလျှော့ပဲရေးကူတယ်လေဒါကဝိရိယဆိုတဲ့လုံလကိုပြတာဆိုပေမဲ့ဒီလိုအရေးအသွေးတွေကိုဘဝတစ်ခုတည်းမှာတင်အပြတ်အသက်တင်ယူလိုက်လို့မရဘူးလားရှင်တကယ်တော့တပင်းညူတញ្ញန်လို့ခေါ်တဲ့အရာခတင်ကိုတိမြင်နားလေတဲ့ဉာဏ်ပညာဆိုတာတာမန်စွမ်းရည်တစ်ခုကိုတင်ယူတာမှမဟုတ်တာဗျာဒါဆိုရင်ဘယ်လိုမျိုးလဲရှင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာစနစ်ကြီးတစ်ခုလုံးကိုအသစ်ပြန်ရေးဆွဲတာနဲ့တူတယ်ပြောရရင်ခေတ်သစ်အတုံးလုံးရာကိုယ့်စိတ်က operating system ကြီးကိုပြောင်းလဲဖြစ်တာမျိုးတော့OS ကြီးတစ်ခုလုံးကိုပြောင်းပြတာပေါ့ဟုတ်တယ်ဗျာလူတယောက်ကိုရုတ်တရက်ကြီးရာအလုံးကိုစွန့်လွတ်လိုက်အတ္တတွေကိုဖယ်ရှားလိုက်အတက်အန္တရာယ်ကျုံနေချေမှာတော့ကြောက်စိတ်မဝင်စေနဲ့လို့သွားပြောလို့မရဘူးသွားပြောရင်စိတ်ကလက်မခံနိုင်ပဲပြိုကွေးသွားနိုင်တာပေါ့နော်ဒါပေါ့ဘဝတစ်ခုတည်းမှာတင်ဒီလောက်ကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာအစွန်းရောက်ပြောင်းလဲမှုကိုလုပ်ယူဖို့ဆိုတာလူတဝါဝရမဖြစ်နိုင်ဘူးဗျာသဘောပေါက်ပြီအဲ့ဒီအတွက်အချိန်ချင်းအခါခါအချင်းတွေပေါင်းစုံကိုဖျက်တမ်းပြီးမှသာစိတ်အင်းနဲ့အကြေးတွေကိုထဖြည်းဖြည်းချင်းဖယ်ရှားနိုင်မယ်အမြင့်ဆုံးကိုခံအား system တစ်ခုကိုအဆင့်ဆင့်တိဆောက်ယူရတာဖြစ်မယ်မှန်ပါတယ်စိတ်ရဲ့ကိုခံအား system ကိုတိဆောက်တယ်ဆိုလဲသုံးလုံးကတော်တော်လေးထိမိတယ်ဗျဒါဆိုရင်အဲ့ဒီလိုဘဝပေါင်းများစွာလေ့ကျင့်ပြီးသွားတဲ့အခါနောက်ဆုံးဘဝကိုရောက်လာပြီလို့ဆိုရမှာပေါ့ရှင်ဒီနေရာမှာလွန်ပင်းတွေကဖွားမြင်တော်မူတဲ့အကြောင်းကိုဆက်သွားခြင်းတယ်ဟုတ်ကဲ့ဆက်ဆွေးနွေးကြတာပေါ့ဘာဖြစ်လို့လဲဆိုတော့ကျန်းကန်လေးတဲ့မော်ကမေရိုမာယာဒေဝီဟာအဖြူရောင်စင်ဖြူတော်လေးဝမ်းဘိုက်ထဲဝင်လာတယ်လို့အိမ်မက်တယ်ပြီးတော့လူမီနီဥယျာဉ်ထဲမှာတစ်ကိုင်းကိုကင်ပြီးမတ်တရက်လျက်ဖွားမြင်တယ်လို့ဆိုထားတယ်နော်ဟုတ်တယ်ရှင်ကလေးငယ်ဟာဖွားမြင်ပြီးချင်းမှာပဲခြေခွန်းလန်းလန်းခဲ့ပြီးခြေလန်းတိုင်းမှာဂျာပန်ဒီပြစ်လာတယ်လို့လည်းပါတယ်လေ
ဒီအပိုက်ကတော်တော်လေးဒန်တာကြီးဆန်တယ်လို့မြင်စရာရှိတာပေါ့ အဲ့ဒါပြောတာခေတ်သစ်လူသားတယောက်အနေနဲ့ဇီဝဝေဒအရှုထောင်ကနေကြည့်ရင်မွေးကင်းစားကလေးငယ်လမ်းလျှောက်တယ်ဆိုတာယုံတန်းစကားတတ်ပဲလို့တွေးမိဖို့များတယ်လေဒီအချက်ကိုဘယ်လိုနားလဲပေးရမလဲရှင် ရှီအောင်ဘာသာရေးကျမ်းဂန်တွေကိုဖတ်တဲ့အခါတမိုင်းမတန်အတိအကျနဲ့ဝိညာဉ်ရေးရတင်စားချက်ဆိုတဲ့ spiritual symbolism ကိုခွဲခြားနားလည်ဖို့လိုအပ်တယ်ဗျာ ဆိုလိုတာကတကယ်လမ်းလျှောက်ခဲ့တာမဟုတ်ဘူးပေါ့ Okay မွေးစားကလေးငယ်ကချီခွန်လန်းလန်းတယ်ဆိုတာယူပိုင်းဆိုင်ရာအရာတကယ်လျှောက်ခဲ့တာထပ်ဆိုင်ရင်သူဟောကြားမဲ့တရားတော်တွေဟာအရက်မျက်နှာအနံ့ကိုလွှမ်းခြုံသွားမယ်ဆိုတဲ့သဘောမျိုးပါ အော်လော်ကီနယ်ပဲခုနှစ်ခုလုံးကိုကြော်လွန်ပြီးလွတ်မြောက်သွားမယ်အမျက်ဆုံးအဆင့်တန်းကိုရောက်မယ်ဆိုတာကိုပြသတဲ့စာပေနှုပြောညမြောက်တင်စားချက်တစ်ခုပဲဖြစ်ဖို့များတာပေါ့နော် အတိအကျပါပဲစိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီလိုဒန္တာရီဆန်တဲ့အဖြစ်ပြက်တဲ့နောက်ွယ်မှာအင်မတန်ခိုင်မာတဲ့တမိုင်းအထောက်ထားတွေရှိလျော်တွေ့ရတယ်ဗျာ ဟုတ်တယ်ရှင် Smithsonian Magazine ဆောင်းပါးမှာဖော်ပြထားတဲ့ရှေးဟောင်းသုတေသနတူဖော်မှုကြီးကြောင့်ကတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းတယ် ဘာတွေများတွေ့ခဲ့လို့လဲဗျာ ယနေ့ခေတ်ညီပေါင်းနိုင်ငံလွန်ဘီနီမှာရှိတဲ့မာယာဒေဗီကျောင်းတော်အောက်ကိုတူးဖော်ကြည့်လိုက်တဲ့အခါအတိအကျဖွားမြင်ခဲ့ရညီရလို့ယူဆရတဲ့ရှေးဟောင်းအမတ်သားကြောက်တုံးကိုတွားတွေ့ခဲ့ကြတယ်လို့ဖတ်ရတယ်ရှင် အဲ့ဒီဒုဖော်မှုဖြစ်စဉ်ကတိုက်ပံပညာရဲ့အမခန့်စွမ်းရည်ပြောလို့ရတယ်ဗျာ ဘယ်လိုမျိုးစနစ်တကျတူးဖော်ခဲ့တာလဲရှင် ရှေးအောင်တူဒေသနာပညာရှင်တွေဟာကျောင်းတော်ကြီးရဲ့အောက်ခြေကိုအလွာလိုက်တတိထားပြီးဒုဖော်ခဲ့ကြတာ BC 300စုကအာတော့ကမင်းကြီးစိုက်ထူခဲ့တဲ့ကြောက်တိုင်ကိုတွေးယုံတင်မကားဘူး အင်း အဲ့ဒီထဲပိုဟောင်းနွမ်းတဲ့တက်တာအဆောက်အုံဟောင်းတွေအကျွေးအကျန်တွေတစ်ပင်အမြင့်တွေကိုပါကျောင်းတော်ရဲ့အလဲတဲ့လောက်မှာတွားတွေ့တာဗျာ ဝေါတကယ်အန်တိုးစရာပဲနော်အဲ့ဒီတော့တက်တောင်းတွက်ကြည့်တဲ့အခါတော့ကိုက်ညီမှုရှိရဲ့လား ရှိတာပေါ့တခွေခန့်တင်မှာတက်တန်းတွက်ချက်မှုတွေလောက်ကြည့်တဲ့အခါဒါတွေဟာဗုဒ္ဓသက်ရှိချင်းရှာရှိတဲ့ BC 600စုလောက်ကအချင်းကာလနဲ့ကွက်တီတွားကြနေတယ်ဗျာ ဆိုလိုတာကတနရာတွေထဲကနတ်သမီးပုံပြင်လို့ဖြစ်နေတဲ့နေရာတွေသားဟာမြေကြီးအောက်မှာတကယ်တည်ရှိခဲ့တဲ့တမိုင်းကြောင်းအရာအခိုင်အမာသက်သေပြနိုင်တဲ့နေရာတစ်ခုဖြစ်နေတာကို ဟုတ်ပါတယ်ယုံကြည်မှုနဲ့သိပ္ပံပညာကလွန်ပီလီမှာလာပြီးဆုံးမဖြစ်သွားတာပေါ့ဗျာ အဲ့ဒီလိုနဲ့မင်းသားဘူဝါကိုဖျက်သိမ်းထီးနှန်းကိုဆွန့်လွတ်ပြီးတောထွက်လာခဲ့တယ်လေဒုက္ခစရိယာလို့ခေါ်တဲ့အလွန်ပြင်းထန်တဲ့အကျင့်ဒီကို6နှစ်တိုင်ကျင့်ကြံခဲ့တယ်ပေါ့ရှင် ဟုတ်ပြီခန္ဓာကိုယ်ကြီးရိုးပေါ်ရေးတင်းဖြစ်တဲ့အထီပေါ့ဗျာ နောက်ဆုံးမှာတော့အဲ့ဒီအကျင့်ဒီဟာလမ်းမားဖြစ်တယ်ဆိုတာသဘောပေါက်ပြီး body pen အောင်မှာအကြီးမားဆုံးကိုစစ်ပွဲကြီးတစ်ခုကိုဆင်နွှဲရတော့တယ် ဒီနေရာမှာမာနမရဲ့စစ်တပ်ကြီးနဲ့ရင်ဆိုင်ရတဲ့အပိုင်းရောက်လာပြီ ဟိုလေဒီစစ်ပွဲကအပြင်ဘက်မှာဓာတ်တွေလန်းနေနဲ့တိုက်ရရဲ့စစ်ပွဲမျိုးမဟုတ်ဘူးဆိုတာကိုတေချာနားလည်ဟိုလိုမထင်တယ်ရှင် ဒါကတော့လုံးဝကိုသဘောပေါက်ထားမယ်အချက်ပါပဲမဟာဗုဒ္ဓဝင်ကျမ်းစာထဲမှာမာနရဲ့စစ်တပ်ဆဲတဲ့အကြောင်းကိုအတိအကျဖော်ပြထားနေဗျာ အဲ့ဒီစစ်သေးတွေကဘီလူသတ္တဝါကြီးတွေမဟုတ်ဘူးမလားရှင် မဟုတ်ပါဘူးဒီစစ်တဲတွေဆိုတာဥချိုတွေအဆွေတွေနဲ့တကယ်တတဝါကြီးတွေမဟုတ်ပဲလူသားတယောက်ရဲ့စိတ်အောက်ခြေမှာအမြင့်တွယ်နေတဲ့အနက်ရှိုင်းဆုံးတို့အညစ်အကြေးတွေနဲ့အနောက်အရှက်တွေကိုတရုပ်ဖော်လာတာ စိတ်ဝင်စားစရာပဲနော်အဲ့ဒီစစ်တပ်တီရဲ့နမည်တွေကိုလေ့လာကြည့်ရင်ပိုပြီးထူးခြားတယ်လို့ဖတ်ရတယ် ဟုတ်တယ်ဗျာလွန်ခဲ့တဲ့နှစ်ပေါင်း1900ကျော်ကဖြစ်ပျက်ဆိုပြီးမြဲယနေ့ခေတ်လူသားတွေနေ့စဉ်နဲ့အများခံစားနေရတဲ့စိတ်ယောဂါတွေဖိစီးမှုတွေနဲ့တပုံစံနဲ့ဖြစ်နေတာကိုတွေ့ရမယ် ဥပမာလေးနည်းနည်းလောက်ပြောပြပါလားရှင် ဥပမာပထမတက်ကကာမဂုဏ်အာယုန်တွေပေါ်တာယာခြင်း အာဒါကခေတ်သစ်မှာဆိုရင်ဖုန်း